ပြိုကြီးခေါင်းမှာလူပြိုကြီးမျိုးစုံရှိပါတယ်နံပါတ်1အချီဦးနဲ့လွဲလို့အစ်စ်ထက်မထားတော့တဲ့လူပြိုကြီးနံပါတ်2အချစ်ဆုံးကလှည့်စားတော်လို့မမေ့နိုင်မဲ့ကြေကွဲနေစေဥအော်ဂဲနစ်လို့လူပြိုကြီးနံပါတ်3ဒီစားလုံးဝမထားဘူးသေးရဲ့ရေမျောလူပြိုကြီးခုကြည့်နေတဲ့နံပါတ်3တွေပါကြလာပြုဘာရင်လဲကောမန်မှာဝင်းမှန်သွားကြအောင်ဗျပွင့်ပွင့်လင်းလင်းပေါ့ခုပြောပြမဲ့လူပြိုကြီးက North လူပြိုကြီးဒီနေ့အပြင်ကထုံးကိန်းတွေကလူပြိုကြီး Okay let's goကထုံးတယောက် Greek ဘက်မှာ Sus ကိုအမောက်သိပ်ပြီးနှစ်တွေကြာမိတ်ကပ်မှာတပံပြန်ပေါ်လာပါတယ်မိတ်ကပ်ဆိုတာ North Dana လာ9 rounds တဲ့လူသားကဘာတစ်ခုပါဘိုက်ကင်းမီယာတောအုပ်ထဲတဲအိမ်လေးဆောက်တောသားလို့ဆက်မြုံနေခဲ့တာပေါ့ဒီမှာကထုံးစီတက်တူးပြည့်နဲ့ဧည့်သည်တယောက်ပေါက်ချလာပါတယ်မှတ်ရလို့ကိုတက်တူးလို့နာမည်ပေးလိုက်ပါကထုံးအိမ်ရောက်ချင်းကိုတက်တူးကရန်စပြီးကထုံးကိုတီးပါတယ်နေရမယ်ကထုံးလည်းပြန်တီးရအောင်အဲ့မှာထူးကြတာကထုံးဘလောက်တီးတီးကိုတက်တူးကဘာမှမခံစားရတာပါအပြန်လန်တီးနေပဲနောက်ဆုံးတော့ကိုတက်တူးဇက်ချိုးခံလိုက်ပြီးကြောက်ထဲကျသွားတာဒါပေမဲ့ကိုတက်တူးမသေးခဲ့ပါဘူးကိုတက်တူးကိုတီးပြီးမှကထုံးဘယ်ကိုခီးဆက်လဲတီးချင်းကျွန်တော်တင်းထားတဲ့ North ကထုံးကိုတွားကြည့်ကြဗျာကထုံးခီးသွားရင်လည်းမီမီယန်နဲ့တွေ့မှကိုတက်တူးဘယ်သူလဲဆိုတာသိခဲ့ရတာပါသူ့နာမည်ကဘော်တော်ကော့အော်လိုက်အိုဒင်းရဲ့သားတယောက်ပဲသူ့ဘာပစ္စည်းနဲ့မှတက်လို့မရဘူးမင်းလက်နက်ကမော်ဆန်းနေတော့သူသေးမှာမဟုတ်ဘူးဒီဗီဒီယိုမှာတကက်မစ်ထဲဇက်ကောင်နဲ့ဂိမ်းဇက်ကောင်ကိုတက်တူးနှိုင်းရှင်ကြည့်မယ်ဗျာကိုတက်တူးနာမည်အရင်ကဘော်တော်အဖဦးအိုဒင်းအမိဒေါ်ဖရစ်ဒါမဲ့ဂိမ်းထဲမှာကျသူ့အမေနာမည်ကဖရီယာတဲ့ဗျ Cosmic အရာ Frick နဲ့ Freya ဆိုတာမတူညီရဲ့နတ်ဗျာမှာ2ယောက်ပါဘသူကအမေစစ်လဲတော့ကျွန်တော်လည်းမသိဘူးဗျဘသူပဲဖြစ်ဖြစ်ဗျကိုတက်တူးကြောင့်ဆက်ပါမယ်ကိုတက်တူးမွေးရဲ့အမေက SK မှာနေတဲ့နတ်ဗျာတိုင်းသူ့ကိုချစ်ကြတယ်ဗျချစ်ကြလည်းမပြောနဲ့သူ့ရိုရည်ကကျွန်တော်လိုခံကြောကြီးဆိုပဲဗျချောရုံနေမဟုတ်ဘူးသူ့ခန္ဓာကိုယ်ကနေအလင်းတွေပါထွက်နေရတဲ့ခင်းလေးကကိုတက်တူးကတော့ဒီလိုမဟုတ်ပါဘူးခင်ဗျားတို့အသိပဲတကယ်ရဟန်းဆန်မဖြိုးလေးဗျဒီရက်မှာကိုတက်တူးအိမ်မက်ပါအိမ်မက်ထက်သူသေးသွားတာတဲ့အိမ်မက်ကြောင့်သူ့အမေကိုပြောပြသူ့အမေအတော်တုံ့လှုပ်သွားတယ်ဗျအဲ့နဲ့ကိုတက်တူးအမေတယောက်ကဘာပက်ပြီးတက်ရှိတယ်မယ်မှန်မြအရာအလုံးတစ္ဆာဆိုခိုင်းပါတယ်သူကကိုတက်တူးကိုထိခိုက်အောင်မလုပ်ဖို့ဒါပေမဲ့လားဆိုအကြံပါသေးတယ်သူကကိုပိုင်စွမ်းနေတုံးပြီးကိုတက်တူးကိုဘာထိတွေ့မှမခံစားအောင်လုပ်လိုက်တယ်ဗျကိုတက်တူးနေရဝင်းကျင်ဘာထိတွေ့မှမခံစားဘူးဆိုတော့ခေါ်ပြရတာမတန်ဘူးလေဗျအဲကြောင့်ခိန်းထဲမှာသူ့ဘဝသူမကျင်မနှက်နဲ့အမြဲစိတ်တို့နေတဲ့ကိုတက်တူးကိုတွေ့ရတာကိုတက်တူးအမေကဘာပက်ပြီးအရာရာတိုင်းကိုတစ္ဆာဆိုခိုင်းတော့မစ္စတာဒိုးပင်လေးကိုချမ်းထားခဲ့ပါတယ်အဲ့တော့မစ္စတာဒိုးပင်လေးကအတော်ငဲပြီးအန်ဒီမပြုတ်နိုင်ဘူးလို့ထင်ခဲ့လို့ဒီပင်လေးကြောင့်ပဲကိုတက်တူးတေခဲ့ရတာဖြစ်ပါ North မေကကိုတက်တူးတေရတာဘသူ့ကြောင့်လို့ထင်လဲဗျလိုကီကြောင့်ပါလိုကီဆိုဒီမှာလဲအလွန်ညံများတာဗျအဖွားအိုဟန်ဆောင်ပြီးကိုတက်တူးရဲ့လျှို့ဝှက်ချက်ကို Frick စီသွားမိတာမစ္စတာဒိုးပင်ကသာကိုတက်တူးကိုတေစေနိုင်မယ်ဆိုတာသိလာခဲ့တာဟုတ်ဆိုတော့မစ္စတာဒိုးပင်ကနေထုတ်ချုံလေးတစ်ချောင်းလှုပ်လိုက်ပါတယ်နောက်ပြီးမျက်မမြင်နဲ့ပြဟိုတာကိုအဲ့ထုတ်ချုံပြီးကိုတက်တူးစီချင်းပေးလိုက်တာဟိုတာလည်းဘာမှမသိပဲပြစ်ထည့်လိုက်တာခိုင်းဆိုကိုတက်တူးစီပြစ်လိုက်တဲ့လက်နက်တိုင်းဟာသူ့ကိုမထိခိုက်ပဲဒုံပြန်လာတာဒီတစ်ခေါက်တော့မစ္စတာဒိုးထုတ်ချုံလေးကကိုတက်တူးရင်ဘက်ကိုထုတ်ချင်းပေါက်သွားပါတယ်အဲ့လိုနဲ့ကိုတက်တူးဇက်သိမ်းခဲ့ရတာပါဘောဝါခိန်းထဲမှာတော့ကိုတက်တူးတယောက်ကထုံးတာ Atreus ကိုတင်းသူ့ရင်ဘက်ကမစ္စတာဒိုးအဆောင်လေးကိုလက်တီးနဲ့ထိုးမိသွားပါတယ်အဲ့မှာ spare ပြအရာရာတိုင်းကိုခံစားလို့ရသွားကထုံးဆက်ချိုးတာခံရပြီးတေးသွားတာနောက်ပြီး Atreus ရဲ့နာမည်ရင်းက Loki ဆိုတာသိကြလားဗျဆိုတော့ game အရာရောတကယ် mid အရာရောကိုတက်တူးတရား Mr. တို့နဲ့ Loki ရဲ့ပယောဂကြောင့်ဆိုရပါမယ်ကဲဗျာညီကုန်းချောရင်ကိုတက်တူးတယောက်နံပါတ်3လူပြိုကြီးဘွားနဲ့ပဲနှက်ရဆန်းသွားခဲ့ရတယ်ပေါ့ဗျာ